တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင်ညနေခင်းမှာကျွန်တော်ဟာခနာကိုယ်တဲကိုတေးစေနိုင်တဲ့ bias 18မျိုးကိုယူသွတ်စွာထည့်သွင်းခဲ့တယ်။ဘာလို့လဲဆိုတော့စာမေးပွဲဖြေမဲ့နေ့မှာသွေးရောင်လမင်းကြီးထွက်ပေါ်လာပြီးကဘာတဝန်းက bias တွေပုံစံပြောင်းသွားမှာမို့လို့ပါပဲယောဂရှိသူတွေဟာသူတို့ကိုယ်ရင်းက bias တွေပေါ်မူတည်ပြီးစွမ်းအားတွေနှိုးကြလာမှာဖြစ်ပြီးအဲ့ဒီစွမ်းအားတွေကပိုင်ရှင်ကိုရှင်ပြိုင်နိုင်စွမ်းမရှိလောက်အောင်အစွမ်းထက်စေမှာဖြစ်တဲ့အေးမိဖျားနာနေသူတွေနှိုးကြလာတဲ့အခါအရာခတ်သိမ်းကိုဝါမျိုးနိုင်တဲ့မိတောက်တွေကိုထိန်းချုပ်နိုင်လာမယ်မျက်စိနာယောဂသည်တွေကအရာအလုံးကိုဖျက်တောက်နိုင်တဲ့လေဆာတန်းတွေပြစ်လွတ်နိုင်လာမယ်။အရင်ဘဝကစေဝါတုတေတီတယောက်ဖြစ်ခဲ့တဲ့ကျွန်တော်ကတော့ကျမ်းမာရေးကောင်းမွန်နေတဲ့အတွက်အောက်ဆုံးဆင့်ကအမိုက်တစလို့ဖြစ်ခဲ့ရတယ်အခုတော့ကဘာပြက်ကတ်မတိုင်ခင်အချိန်ကိုပြန်ရောက်လာတဲ့အတွက်ကျွန်တော်လုပ်တဲ့ပထမဆုံးအလုပ်ကခနာကိုယ်တဲကို bias အမျိုးမျိုးထည့်သွင်းတာပါပဲနောက်ဆုံးတစ်မျိုးကိုထည့်သွင်းပြီးသွားတဲ့အခါအဖွဲ့အစည်းကဆရာဝန်လဲမြင့်တက်သွားတယ်မစ္စတာလူအခုခင်များစီမှာကုသလို့မရတဲ့ယောဂပေါင်း18မျိုးလောက်ရှိနေပြီးခင်များအတွက်အချိန်သိမ့်မကျန်တော့ဘူးလို့အလွန်ဝမ်းနည်းစွာနဲ့ပြောပါရစေဒါပေမဲ့အဲ့ဓာတွေကိုနားထောင်စရာမလိုဘူးဆိုတာကျွန်တော်တယောက်တည်းသာသိတယ်မကြခင်မှာကဘာကြီးတစ်ခုလုံးပြောင်းလဲတော့မယ်လူသားတွေဟာကဘာပြက်ကတ်ပေးနဲ့ရင်ဆိုင်ရတော့မယ်အိမ်ပြန်ရောက်တဲ့အခါအပြင်ဘက်ကအရာအလုံးကိုကျွန်တော်တည်ငြိမ်စွာကြည့်နေလိုက်တယ်ဇူလိုင်လ10ရက်နေ့မနက်ဝေလီဝေလင်းချိန်ရောက်ရင်ထူးဆန်းတဲ့သွေးရောင်လမင်းကြီးကကဘာကြီးကိုလွှမ်းကြုံသွားမယ်အဲ့ဒီအချိန်ကျရင်တက်ရှိအားလုံးပြောင်းလဲမှုတွေဖြစ်ပေါ်လာမယ်လူသားတွေလည်းအလားတူပဲဗီဇပြောင်းလဲသွားကြမယ်ဆိုတာကျွန်တော်သိနေရဲ့ဒီကနေ့ခေတ်လိုယောဂဗျာတွေနဲ့ကင်ဆာယောဂတွေလူတိုင်းလိုမှာအဖြစ်များနေတဲ့ခေတ်ကြီးမှာလူပေါင်း80 90ရာခိုင်နှုန်းထက်ကနိုးကြမှုစွမ်းအားအနည်းနဲ့အများရရှိကြလိမ့်မယ်ဆူးရှားတဲ့အလင်းရောင်ကြောင့်ကျွန်တော်လက်နိုးလာတဲ့အဝတ်အစားဝတ်ပြီးမက်ရှိမှာရက်လိုက်တဲ့ရုပ်ပြက်စင်ပြက်ဖြစ်နေအောင်ခံစားနေရပေမဲ့မူလကရုပ်ရည်ချုံမောခဲ့ရဆိုတာကိုတိတာနေသေးပါပဲဒီနေ့ခနာကိုခြေနေကပိုဆိုးလာတဲ့တကူလုံးကနေယောဂဖောက်ပြန်လာတဲ့နာကျင်မှုတွေခံစားနေရပြီးအထဲမှာတရေတစေတွေဆွဲဖြက်အော်ဟစ်နေတယ်လို့ပါပဲဒါပေမဲ့ဒါကပဲကျွန်တော်ကိုအလွန်ကျဉ်နေစေတယ်နောက်ဆုံးနေ့မှာကျွန်တော်နောက်ထပ်ပြင်ဆင်မှုတချို့လုပ်ရဦးမယ်ကဘာပြက်ကတ်ကိုအကောင်းဆုံးအခြေအနေနဲ့ရင်ဆိုင်နိုင်ဖို့အသစ်ဖော်ဆက်ထားတဲ့စေးရည်နဲ့ bias တွေကိုခနာကိုယ်ထဲထိုးသွင်းလိုက်တဲ့အဲ့ဒီအထဲမှာမြောက်ဘက်ဆုံးဒေသကနေထုတ်ယူထားတဲ့အမီမတိအရာတွေနဲ့အလွန်မြင်မြန်သေးစေနိုင်တဲ့ bias အမျိုးမျိုးပါဝင်တဲ့ထိုးသွင်းပြီးတာနဲ့ခွန်အားတွေကုန်ခန်းပြီးကုတင်ပေါ်မှာခွေခွေလေးထိုင်ကျသွားတဲ့မျက်နှာကပိုဖြူရော်လာပေမဲ့မျက်နှာပေါ်မှာတော့နာမကျန်းဖြစ်နေတဲ့ထူးဆန်းတဲ့အပြုံးတစ်ခုအပြည့်ရှိနေရဲ့ညက်ချိန်ရောက်တဲ့အထိအဝေးကထိန်လင်းနေတဲ့မီးအောင်တွေကိုကျွန်တော်တိတ်ဆိတ်စွာစိုက်ကြည့်နေမိတယ်မျက်နှာထားကပိုပြီးလေးနဲ့တီကြည်လာတယ်ဒါဟာကဘာပြက်ကတ်မတိုင်ခင်လေထဲမှာရိမ့်ရွက်နေတဲ့နောက်ဆုံးသောမီးအောင်လေးပဲဖြစ်တယ်တန်းခေါင်ရံအချိန်ရောက်ဖို့နောက်ဆုံးတစ်မိနစ်ပဲလိုတော့တယ်စီးမြင့်တွေစနစ်တွေပြိုလဲပျက်စီးတော့မဲ့ခစ်ကြီးရောက်လာတော့မယ်။နိုင်ရန်မှာချိတ်ထားတဲ့နာယီဟောင်းကြီးစီကနေလေးလံတဲ့နာယီတန်တွေထွက်ပေါ်လာတာနဲ့အတူမူလကငြိမ်သက်နေတဲ့ညာကောင်းကင်ရန်ဟာချက်ချင်းပဲတွေးအောင်ဖုံးလွှမ်းသွားတဲ့ရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒီမြင်ကွင်းကြောင့်လူတိုင်းထိတ်လန့်သွားကြတယ်လမ်းပေါ်မှာတွာလာနေတဲ့ကားတွေလည်းအချင်းချင်းဝင်တိုက်ကုန်ကြတယ်လူတွေအကုန်လုံးကားပေါ်ကဆင်းပြီးမောကြည့်ကြတယ်ဘယ်သူမှကားတွေပျက်စီးသွားတာကိုဂရုမစိုက်နိုင်ကြတော့ဘူးဘာဖြစ်တာလဲလက်မင်းကြီးအနီရောင်ဖြစ်သွားပြီးအရန်ထူးဆန်းတာပဲဘာတွေချစ်ကုန်တာလဲငါခေါင်းတွေရုတ်တရက်အရန်နာလာပြီးထူးဆန်းတဲ့သွေးရောင်လက်မင်းကြီးကကဘာကြီးကိုလွှမ်းကြုံသွားတယ်ဒီမြင်ကွင်းဟာကဘာတဝန်းလုံးကနေရာတိုင်းမှာတပြိုင်နက်တည်းဖြစ်ပေါ်နေတာပါကျွန်တော်လည်းမြေကြီးပေါ်တိုက်ရိုက်ဒူးထောက်ကျသွားတယ်ခန္ဓာကိုယ်ရဲ့ကနေဘဲလော်နေသလိုအတန်တွေထွက်ပေါ်လာပြီးဆဲတွေကအရှိန်ဟုန်နဲ့ကွဲပွားလာကအလွန်မင်းယူသွတ်ကြမ်းတမ်းလာတယ်ပြင်းထန်တဲ့နာကျင်မှုကဝိညာဉ်အထိရိုက်ခတ်လာလို့ခန္ဓာကိုယ်ကြီးအလိုလျောက်ကွေးကောက်သွားတယ်အခုအချိန်မှာကျွန်တော်ပောက်ကွဲထွက်တော့မလို့ရှင်းရှင်းလင်းလင်းခံစားနေရတယ်တတိလက်မသွားအောင်စိတ်တက်ခွန်အားနဲ့မနှဲတောင့်ခံထားရတယ်အကယ်၍ bias ပြောင်းလဲမှုကိုသာခံနိုင်ရင်မရှိရင်ကိုယ့်ကိုစောင့်ကြိုနေတာကတင်မင်းစီကိုသွားရမယ်ကံကြမ္မာပဲဖြစ်လိမ့်မယ်လာစမ်းပါကျွန်တော်အော်ဟစ်လိုက်တဲ့ရင်ထဲမှာနှစ်ပေါင်းများစွာမြုပ်နှံထားခဲ့တဲ့ရှက်ရမှုတွေနာကြီးချက်တွေကလွတ်မြောက်လာပြီးခိုင်မာတဲ့စိတ်တက်ခွန်အားဖြင့်ပြောင်းလဲသွားတယ်ကောင်းကင်ယံကနေမိုးချင်းတန်ကြီးထွက်ပေါ်လာတာနဲ့အတူတွေးရောက်မိုးကြိုးတွေကကောင်းကင်နဲ့မြေကြီးကိုဆုပ်ဖြဲလိုက်တဲ့ကဘာပြက်ကတ်မြင်ကွင်းကြီးအပြည့်စုံဖြစ်ပေါ်လာပြီးနောက်ဆုံးမှာတော့ခြေလက်နဲ့ခန္ဓာကိုယ်နှံ့ကနာကျင်မှုတွေတဖြည်းဖြည်းလျော့ကျသွားတဲ့အပြင်ဘက်မှာနိုးကြားမှုပြီးဆုံးသွားတဲ့လူတွေလည်းထိတ်လန့်နေကြမတ်တက်ရက်လိုက်ကြပြီးပတ်ဝန်းကျင်ကအရာအလုံးကိုကြောင်တောင်နဲ့စိုက်ကြည့်နေကြတယ်ကျွန်တော်ရဲ့တွေးတော့နိုင်စွမ်းတွေတဖြည်းဖြည်းပြန်လဲကြည့်လင်းလာပြီးမှန်တဲ့ကကိုလှည့်ကြည့်လိုက်တဲ့အရင်ကပိန်ကျုံချောက်တွေ့နေတဲ့ခန္ဓာကိုယ်ကအခုတော့အံပွဲနီးနဲ့ပြန်လဲကောင်းမွန်လာခဲ့ပြီးကျွန်တော်မျက်နှာချက်ကနေကျမ်းပြင်ထိရှည်တဲ့မှန်ပြတယ်အပေါက်ရှိမှရက်လိုက်ပြီးခစ်တစ်တစ်ခုတည်းဝင်ရောက်သွားပြီးဖြစ်တဲ့အောက်ဘက်ကမြင်ကွင်းတွေကိုအပေါ်စီးကနေလမ်းကြည့်လိုက်တယ်ကျွန်တော်မှန်ကိုခွဲပြလိုက်ပြီးအထက်မြင့်တိုက်ပေါ်ကနေခုန်ချလိုက်တဲ့ကျဲလောင်တဲ့အတန်ကြီးတစ်ခုနဲ့အတူကျွန်တော်ခန္ဓာကိုယ်ကကားတစ်စီးပေါ်ကိုတည်ငြိမ်စွာကျဆင်းသွားတဲ့အားပြင်းလုံးတဲ့အတွက်ကားကြီးချက်ချင်းပဲအပိုင်းပိုင်းဆက်ဆအခြေမုံဖြစ်သွားတဲ့ပတ်ဝန်းကျင်ကလူတွေလမ်းဖြတ်သွားပြီးအကြည့်တွေအားလုံးကျွန်တော်စီရောက်လာတယ်ကျွန်တော်ကတော့မျက်တောင်မခတ်ပဲလမ်းစုံဘက်ကိုလမ်းကြည့်နေပြီးတစုံတစ်ခုလှုပ်ရှားလာတဲ့အရေးအယောင်ကိုခံစားနေရတယ်နောက်တစ်စက္ကန့်မှာပဲဒီလမ်းပေါ်မှာပြည့်ကျက်နေတဲ့လူအုပ်ကြီးစီကနေအော်ဟစ်တန်တွေစတင်ထွက်ပေါ်လာတာကိုကြားလိုက်ရတဲ့အဝေးကနေသွေးတွေပန်းထွက်လာတာကိုမြင်နိုင်တဲ့အရင်ဘဝကမှတ်ဉာဏ်တွေရသွေးရောင်လမင်းကြီးကျဆင်းလာပြီးနောက်အနီးနားမှာဗီဇပြောင်းသွားတဲ့တတဝါတွေဒီနေရာမှာစတင်တက်ဖြတ်ကြလိမ့်မယ်အဲ့ဒီအချိန်တုန်းက10မိနစ်ကျော်လောက်အချိန်တို့အတွင်းမှာတင်လူရပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ထွက်လာခဲ့ရတဲ့အကြောင်းရင်းကကာကွယ်ပေးဖို့မဟုတ်ပါဘူးဒီလိုဗီဇပြောင်းသွားတဲ့တတဝါတွေစီမှာယောဂဇင်းမြင့်အလင်းလုံးလို့ခေါ်တဲ့အရာတစ်ခုရှိနေလို့ပဲစုံလင်တဲ့တက်ရှိတစ်ခုအဖြစ်စင်ကဲပြောင်းလဲခြင်းရင်အဲ့ဒီလိုအလင်းလုံးအမြောက်များမရှိမဖြစ်လိုအပ်တယ်ဗီဇပြောင်းသွားတဲ့တက်တီခွေးလေးဟာအရွယ်စားအဆများစွာကြီးထွားလာတယ်မြည်ရဲနေတဲ့မျက်လုံးတွေနဲ့ထက်မြက်နေတဲ့အဆွဲတွေကချင်းသေးထက်တောင်ပိုပြီးကြောက်စရာကောင်းနေတဲ့တက်တီခွေးရဲ့တခင်မကနောက်ကနေသားလေးလို့ခေါ်လိုက်ပေမဲ့
နောက်တစ်စက္ကန့်မှာပဲတက်တီခွေးရဲ့ရိုက်ချလိုက်မှုကြောင့်ခေါင်းကျင်မို့သွားခဲ့တဲ့တွေးထွက်တန်ယိုမြင်ကွင်းကြောင့်အဲ့ဒီမှာရှိနေတဲ့လူတိုင်းရင်ထိတ်သွားကြပြီးအခြေအနေကချက်ချင်း pro ဖြစ်သွားတယ်ကိုရင်းကနေမပြည့်စည်စင်းနေတဲ့စွမ်းအားတွေကိုခန်းစားရင်းကားတစ်စီးပြီးတစ်စီးပေါ်နင်းဖြတ်ကာရှေ့ကိုတက်လာခဲ့တဲ့ယူသွတ်နေတဲ့တက်တီခွေးနဲ့2 မီတာတောင်မကွာတော့တဲ့အကွာဝေးရောက်တဲ့အခါကျွန်တော်ကြည့်တွေကရေခဲလောင်ကူလိုအေးဆက်နေခဲ့တဲ့ယူသွတ်နေတဲ့တက်တီခွေးကြီးကလည်းအကြည့်တွေရွှေ့လာတယ်သူ့ခန္ဓာကိုယ်ကိုရှေ့ကိုကိုင်းလိုက်ပြီးခုံအုပ်ဖို့အသင့်ပြင်ထားတဲ့များတစင်းလိုပဲနောက်တစ်စက္ကန့်မှာပြင်းထန်စွာခုံအုပ်လာတယ်မရေမတွက်နိုင်တဲ့လူတွေအသက်လူထွက်ပြေးနေရင်းနဲ့မတိစိတ်အရာနောက်ကိုလှည့်ကြည့်မိကြတဲ့အခါတယောက်ချင်းစီရဲ့မျက်နှာပေါ်မှာထိတ်လန့်နေတဲ့အမူအရာတွေပေါ်လွင်နေတဲ့ကောင်းကင်ဘော်ကနေရုတ်တရက်ကျလာတဲ့ဒီလူငယ်လေးကတော့တေချင်နေတာပဲလို့သူတို့သတ်မှတ်လိုက်ကြတယ်ဒါပေမဲ့နောက်ဆက်တွဲဖြစ်လာတဲ့မြင်ကွင်းကတော့လူတိုင်းကိုလုံးဝအန်တာမင်တက်သွားစေတယ်တက်တီဗီလူကြီးကအတန်ကျဲကြီးအော်ဟစ်ပြီးခုံအုပ်လာပေမဲ့ကျွန်တော်မျက်နှာပေါ်မှာအမူအရာလုံးဝမပြောင်းလဲသွားဘူးတစ်ဖက်လူရဲ့လင်းမြန်ပြင်းထန်လာတဲ့လှုပ်ရှားမှုတွေကအခုအချိန်မှာကျွန်တော်မျက်လုံးနဲ့ကာတွန်းကားတကားလို့အနေပြကွက်ဖြစ်နေတဲ့လှုပ်ရှားတန်တစ်ခုနဲ့အတူကျွန်တော်ရဲ့ညာဘက်လက်မောင်းမှာအမဲရောင်သွေးတစေလို့အခွံတွေဖုံးလွှမ်းသွားတဲ့ပခုံးနဲ့လက်ကောက်ဝတ်နေရာတွေမှာထက်မြက်တဲ့အသွားတွေထွက်ပေါ်လာပြီးလက်ချောင်းတွေကနေအေးဆက်တောက်ပနေတဲ့တမနီဓာတ်တွေလိုရှေ့ထွက်လာတယ်လူတွေအန်တာလို့တောင်မဆုံးသေးခင်ကျွန်တော်ရုတ်တရက်လှုပ်ရှားလိုက်တဲ့တမနီဓာတ်ကဘီလူကြီးရဲ့နှလုံးသားထဲကိုချက်ချင်းထိုးဆိုင်ဝင်သွားတယ်ဘီလူကြီးရဲ့ခန္ဓာကိုယ်ကလေထဲမှာတင်တောင့်တင်းသွားပြီးသူ့ကိုယ်ရင်းကနေအပြာရောင်စွမ်းအင်တစ်ခုထွက်ပေါ်လာတယ်ဒါဟာယောဂဇင်းမြင့်အလင်းလုံးပဲဖြစ်တယ်ကျွန်တော်လက်ဝါးနဲ့ဖိုးဖိုးလေးစုပ်ကင်လိုက်တဲ့အခါအလင်းလုံးကအလင်းဆက်လေးတွေဖြစ်ပြောင်းလဲသွားပြီးခန္ဓာကိုယ်ထဲစိတ်ဝင်သွားကအနှဲငယ်နှွေးထွေးရဲ့ခံစားမှုကိုပေးစွမ်းတယ်ဒါဟာအတွေ့အကြုံလို့ခေါ်တာပဲဖြစ်တယ်နေပါပေမဲ့ဘာမှမရှိတာထက်တော့ပိုကောင်းပါတယ်တကယ်လက်တွေ့တက်ဖြတ်မှုလုပ်ပြီးသွားတဲ့အခါကျွန်တော်သွေးတွေလည်းစူပွက်လာတော့တယ်ထပ်ပြီးတွန့်ဆုတ်မနေတော့ပဲအခြားနေရာတွေမှာအကြီးအကျယ်တက်ဖြတ်နေတဲ့ဘီလူတွေစီကိုချက်ချင်းအကြည့်ရွှေ့လိုက်တယ်10 စက္ကန့်ကျော်လောက်အချိန်တိုလေးအတွင်းမှာပဲလမ်းတစ်လျှောက်လုံးကဗီဇပြောင်းဘီလူတွေကိုရှင်းလင်းပစ်လိုက်တဲ့အားလုံးဖြည့်ရှင်းပြီးတဲ့နောက်ကျွန်တော်ပြင်ဘက်အယိုးစုတန်ချက်ကာကိုရုပ်သိမ်းလိုက်ပြီးဒီပရိုဖီဖြစ်နေတဲ့နေရာကနေအမြန်ဆုံးထွက်ခွာလာခဲ့တယ်ဘာလို့လဲဆိုတော့မျက်စိရှိကရှုပ်ထွေးမှုတွေထက်ကျွန်တော်မှာပိုရေးကြီးတဲ့လှုပ်ရှားတစ်ခုရှိနေလို့ပဲအဲ့ဒါကမြေအောက်ဇီဝဗေဒစမ်းသက်ခန်းကိုဝင်ရောက်စီးနင်းပြီးထိန်းချုပ်ဖို့ပါပဲဒီအချိန်မှာအင်တာနက်ပေါ်ကဖိုရန်ကြီးစားတွေနဲ့ဗီဒီယို website တွေအကုန်လုံးပောက်ကွဲထွက်မတက်ဖြစ်နေပြီးလူတော်များများကဗီဒီယိုတစ်ခုကိုလူပြီးတင်နေကြပြီး comment တွေမှာလည်းပြင်းထန်တဲ့ဆွေးနွေးမှုတွေလုပ်နေကြတယ်သွားပါပြီကဘာပြတ်တော့မယ်အကိုတို့ရေငါမနေ့ကမှမင်္ဂလာဆောင်ထားတာကွာတောက်ဘသူများငါ့ကိုဘာတွေဖြစ်နေတာလဲဆိုတာပြောပြနိုင်မလဲငါခုကြောက်လုံးလို့တေတော့မယ်ဆေးရုံဘက်မှာလည်းလုံးဝကမောက်ကမတွေဖြစ်နေပြီလို့ကြားတယ်အထူးသဖြင့်အထူးကျမ်းမှတ်ကုသဆောင်တွေမှာပဲငါလည်းခုနကပဲဗီဒီယိုတစ်ခုကြည့်လိုက်ရတဲ့အသက်80အရွယ်အဖွားကြီးတစ်ယောက်ကအခန်းတကားကိုရိုက်ချိုးပစ်လိုက်တာတောင်ဘာတန်ရာမှမရဘူးတဲ့နိုင်ငံခြားကအဖိုးကြီးတစ်ယောက်လည်းဒီလိုပဲအိပ်ရတယ်လဲနေတာ10 နှစ်ကျော်ပြီဖြစ်ပေမဲ့အံပွဲနီးနဲ့မတက်ရက်နိုင်သွားတယ်အစိုးရပိုင်းကလည်းအခုထိဘာသတင်းမှမထုတ်ပြန်သေးဘူးတယောက်ယောက်များခံမှန်းပေးလို့ရမလားဒါပေမဲ့အချိန်တွေကုန်ဆုံးလာတာနဲ့အမျှကိုယ်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့အပြောင်းလဲတွေကိုသတိထားမိလာတဲ့လူတွေပိုများလာပြီးအင်တာနက်တခွင်စူညံပွက်လောတိုင်းမှုကပုံမပြင်းထန်လာတယ်အကိုတို့ရေအရေးကြီးတဲ့တွေ့ရှိမှုကြီးရှိတယ်ငါကတော့ဒဏ္ဍာရီတဲကပင့်ကူလူသားဖြစ်သွားပြီထင်တယ်ခန္ဓာကိုယ်ရဲ့ကနေဆေးကတ်တဲ့အဖြူရောင်အရေးတွေကိုအချိန်မရွေးပြစ်လွတ်နိုင်နေပြီငါလည်းအဲ့ဒီလိုမျိုးပဲဒါပေမဲ့ငါကပါးဆက်ထဲကနေဆာလာဖြူတဲ့အက်ဆစ်တွေမှုတ်ထုတ်နိုင်တာဒါဆိုအရင်ကငါတို့အရန်နာကျင်ခဲ့ရတာကစွာတစ်ခုခုနိုးကြလာဖို့များလားဒါကတကယ်မိုက်လုံးနဲ့မိုက်မနေနဲ့ကဘာပြက်နေပြီးအကိုကြီးကအချိန်မရွေးနေရမရွေးလူတွေတေကုန်တော့မှာပိုပြီးထူးဆန်းတဲ့အခြေအနေတွေစတင်ပေါ်ပေါက်လာတဲ့အရေးမရှိတဲ့တရေတစေတွေလူကိုမြင်တာနဲ့ကြိုက်တက်တဲ့စုံမဘီတွေလူတော်များများကလည်းမျောလင်းချက်မဲ့နေတဲ့အခြေအနေတွေမှာသူတို့ရဲ့နိုးကြလာတဲ့စွမ်းအားတွေကိုဖော်ထုတ်နိုင်ခဲ့ကြတယ်ဒီအခြေအနေကိုသတိထားမိသွားတဲ့တရားဝင်ဖွဲ့စည်းတွေကအရေးပေါ်ကြေညာချက်တွေထုတ်ပြန်ခဲ့ပေမဲ့ပရိုဖီအခြေအနေကိုတော့မထိန်းချုပ်နိုင်တော့ပါဘူးကျွန်တော်ရဲ့မှတ်ဉာဏ်တွေရဆိုရင်အစိုးရအနေနဲ့အခြေအနေကိုရေဘူးရအားဖြင့်တည်ငြိမ်အောင်လုပ်ဖို့နဲ့စွမ်းအားရှင်တချို့ကိုခေါ်ယူပြီးတီးတက်အထူးကြံပေးဖွဲ့စည်းဖို့ဆိုတာအနည်းဆုံး1 လ 2 လလောက်ကြာမှဖြစ်လာမယ့်ကိစ္စပဲအခုအချိန်မှာတော့မူလကစီကားခဲ့တဲ့လမ်းမတွေပေါ်မှာမိတောက်တွေသွေးတွေနဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြင်းနေနေတဲ့စီးမြင့်တွေပြိုလဲသွားတဲ့အခါလူတွေရဲ့မူလဆိုးသွမ်းတဲ့တဘာဝအမောင်ကျန်းတွေပေါ်ထွက်လာတော့တာပဲအခုကျွန်တော်ရင်ဘတ်ထဲမှာတော့ဒေါသမီတွေတောက်လောင်နေတဲ့အရင်ဘဝတုန်းကစွမ်းအားတွေပိုင်ဆိုင်ထားပြီးကျွန်တော်ကိုတိရစ္ဆာန်တကောင်လိုသဘောထားကအနိုင်ကျင့်စော်ကားခဲ့တဲ့အဲ့ဒီလူတွေကိုတွားရှာဖို့အချိန်တန်ပြီးအထက်20ကနေခုံချလိုက်ပြီးအမြန်ဆုံးအချိန်နဲ့မြေအောက်ဇီဝဗေဒစမ်းသက်ခန်းစီကိုတွားခဲ့တယ်အဲ့ဒါကနိုင်ငံခြားသိပ္ပံပညာရှင်တယောက်ဒီနေရာမှာရှုပ်ဝက်တိဆောက်ထားပြီးမတရားတဲ့အရာတွေကိုသူတေသနလုပ်နေတဲ့နေရာပါသူ့အတွက်အကာအကွယ်ပေးထားတဲ့သူတွေရှိလို့အခုချိန်ထိပေါ်မလာခဲ့တာဖြစ်တယ်အရင်ဘဝကဒီနေရာမှာကြီးမားတဲ့မြေနလင်ကြီးတာမလုပ်ခဲ့ဘူးဆိုရင်ဒီဇီဝဗေဒစမ်းသက်ခန်းရှိနေရဆိုတာကျွန်တော်လည်းသိနိုင်မှာမဟုတ်ဘူးအဲ့ဒီနောက်သွေးရောင်လမင်းရဲ့အလင်းရောင်အောက်မှာဟောင်းနှွမ်းနေတဲ့ဘားတစ်ခုတည်းကိုဝင်သွားခဲ့တယ်ကျွန်တော်တိုက်ရိုက်ပဲမေးလိုက်တယ်ဇီဝဗေဒစမ်းသက်ခန်းကဒီအောက်မှာရှိတာမလားဘားကအဘိုးကြီးရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားတယ်ကျွန်တော်နည်းနည်းလေးမှတွန်းဆုတ်မနေပဲချက်ချင်းပဲလှုပ်ရှားလိုက်ပြီးသူ့ရင်ဘတ်ထဲကိုဓားမြောင်နဲ့တိုက်ရိုက်ထိုးဆိုင်လိုက်တဲ့ဘားကအဘိုးကြီးလည်းရင်ဘတ်ကိုဖီးရင်မြေပေါ်လဲကျသွားတယ်အောက်မှာလူပဲ2 ယောက်ရှိလဲ19 ယောက်ငါအကုန်ပြောပြပြီးငါ့ကိုလွတ်ပေးပါတော့နည်းနည်းလေးမှတွန်းဆုတ်မနေပဲဓာတ်တစ်ချက်တဲနဲ့သူ့အသက်ကိုအဆုံးသက်ပေးလိုက်တယ်ကျွန်တော်ညာဘက်ခြေထောက်ကိုရုတ်တရက်မြောက်လိုက်တဲ့အခါကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားတွေစူးစီးသွားပြီးမြေအောက်ဆန်းသက်ခန်းရဲ့မျက်နှာကျက်ကျမ်းပြင်ကိုပြင်းပြင်းထန်ထန်စောင်းနှင်းချလိုက်တယ်ကြောင်အန်းဖြစ်နေတဲ့အကြည့်ဆယ်ကျော်ခုကြားမှာကျွန်တော်ကဘာအနေနဲ့မှမပေးနိုင်တဲ့သူလို့အပြုံးမျိုးကိုနှုတ်ခမ်းထောက်မှာပေါ်လာစေလိုက်တယ်မင်္ဂလာရချမ်းပါစမ်းသက်ခံကြွက်ဖြူလေးတို့ရေရှင်ကဘသူလဲမိမတယောက်ကကျဲလောင်စွာအော်ဟစ်ရင်းရှေ့ထွက်လာတယ်လူတွေကိုကျွန်တော်ဝေ့ခဲ့ကြည့်လိုက်တယ်ဒီနေရာမှာသူတေသနာလုံးနေတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်စမ်းသက်ခံတွေပဲဖြစ်ဖြစ်
သူတို့ခန္ဓာကိုယ်ထဲမှာဗီဇပြောင်း bias အနေနဲ့များတော့ရှိနေမှာတေချာတယ်သူတို့နဲ့စကားပိုတွေပြောမနေချင်တော့ပဲတိုက်ရိုက်လက်ဆွမ်းပြလိုက်တယ်အဲ့ဒီမိန်းမကိုနယံဘက်ရောက်သွားအောင်ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်သူတတိမဝင်လာသေးခင်မှာပဲပြေးသွားပြီးသူ့အင်ဂျီကော်လာကနေဆွဲမကအပေါ်ကိုမြောက်လိုက်ပြီးနောက်အပြင်ဘက်ကိုပြင်းပြင်းထန်ထန်ပစ်ပေါက်လိုက်တယ်အဲ့ဒီမိန်းမကိုအဆုံးသက်ပေးဖို့ကျွန်တော်လျှောက်သွားနေတော့ခေါင်းမှာတတူးထိုးထားတဲ့ကတုံးတယောက်ရဲ့မျက်လုံးတွေညီရဲလာပြီးအေယာမတန်ပွေရလူဝင်ကြီးတစ်ကောင်ဖြစ်အမြန်ပြောင်းလဲသွားတယ်အဲ့ဒါကိုမြင်တော့ကျွန်တော်ကိုရင်းကဆဲတွေချက်ချင်းနိုးကြလာပြီးတွေးကြောတွေကလက်မောင်းတစ်လျှောက်အပြည့်ဖုံးလွှမ်းသွားတယ်သူတတိမထားမိခင်မှာပဲတိုက်ရိုက်ပြေးဝင်သွားပြီးဓာတ်တစ်ချက်တည်းနဲ့နှစ်ပိုင်းပိုင်းပစ်လိုက်တယ်ဘေးနားကမိန်းမတယောက်ရဲ့မျက်လုံးငယ်ကနေအစွမ်းထက်တဲ့အလင်းနှန်းတစ်ခုပစ်လွတ်လိုက်တယ်မျက်စံလုံးလို့ကျွန်တော်အယိုးသားကိုကာကွယ်ဖို့မနှင်းမြောက်လိုက်ရတယ်ဒါပေမဲ့သူဝမ်းသာအားရဖြစ်ဖို့အချိန်တော်မရလိုက်ခင်မှာပဲအနီးကပ်ရောက်လာတဲ့ကျွန်တော်ကသူ့တက်ကိုနှုတ်ယူသွားခဲ့ပြီးနောက်ယောက်ျားတစ်ယောက်ကအဲ့ဒါကိုမြင်တော့ကျဲလောင်စွာအော်ဟစ်ပြီးအမြောက်ဆန်တစ်ခုလိုကျွန်တော်စီပြေးဝင်လာတဲ့အကွက်နှင်းငယ်လောက်မှတင်ကျွန်တော်သူ့ကိုဖမ်းမိသွားပြီးဓာတ်နဲ့တစ်ချက်ခုတ်ချလိုက်တဲ့အဲ့ဒီနောက်မြေကြီးပေါ်ဒူးထောက်ကျသွားပြီးအသက်ရှူရက်သွားတော့တယ်ကျွန်တော်ရဲ့တက်ဖြတ်ပုံတွေကကြောက်စရာကောင်းလို့ကြံနေတဲ့သူတွေကလုံးဝပြန်မခုခံရတော့ဘူးမကြခင်မှာပဲမြေအောင်ဆန်းတက်ခန်းတွေကလူအားလုံးတက်ဖြတ်ခံလိုက်ရတယ်သူတို့စီကယောဂစိတ်မြင့်အလင်းလုံးတွေကိုတစ်ခုချင်းစီဆုပ်ယူပြီးတဲ့နောက်ကျွန်တော်မျက်နှာပေါ်မှာကျေနပ်တဲ့အမူအရာပေါ်လာတယ်ဆန်းတက်ခန်းထဲမှာအရင်ကလောက်ခဲ့ဘူးတဲ့ဆန်းတက်မှုအမျိုးမျိုးကိုကျွန်တော်လိုက်လံစစ်ဆေးကြည့်လိုက်တယ်ဒီမှာကြံရစ်နေတဲ့အချက်လက်မှတ်တမ်းတွေရဆိုရင်ဒီနေရာကလူခန္ဓာကိုယ်ကိုအသုံးပြုပြီးကန့်သက်ချက်တွေကိုဆန်းတက်ကတဘာဝလုံးစွမ်းအားမျိုးစုံကိုဖော်ထုတ်ဖို့နဲ့ကင်ဆာယောဂကြောင့်ခံစားရတဲ့နာကျင်မှုတွေကိုဖယ်ရှားပေးဖို့ယောဂဝေဒနာမခံစားရအောင်လုပ်ပေးနိုင်တဲ့ချို့ဝှက်ဆန်းကျယ်တဲ့အရာကိုဖန်တီးဖို့လှုံ့ဆော်နေတာဖြစ်တယ်မူလရည်ရွယ်ချက်ကတော့တကယ်ကိုမဆိုးပါဘူးဒါပေမဲ့လှုံ့ဆော်တဲ့လုပ်ငန်းစဉ်ကတော့လူမဆန်လုံးလို့လက်ခံပေးနိုင်စရာအကြောင်းမရှိဘူးအဲ့ဒီနောက်အနီးနားမှာအားနည်းတဲ့အသက်ရှူတန်လေးကိုတတိထားမိလိုက်တယ်နောက်ဆုံးတော့စမ်းသက်ခန်းထောင်နာကဇီဝကန်တစ်ခုထဲမှာအသက်ရှင်နေတဲ့တက်ရှိတယောက်ကိုတွေ့လိုက်ရတယ်ခဏလောက်စဉ်းစားပြီးတဲ့နောက်လက်တီးတစ်ချက်တည်းနဲ့ဇီဝကန်ကိုထိုးခွဲပစ်လိုက်တယ်။နောက်တစ်စက္ကန့်မှာကောင်မလေးရဲ့မျက်လုံးတွေရုတ်တရက်ပွင့်လာပြီးမျက်လုံးထဲကနေအလင်းနှန်းတွေပန်းထွက်လာတယ်။အဲ့ဒီနောက်ကောင်မလေးကမျက်လုံးကိုပုတ်လိုက်ပြီးဘာမှမသိတဲ့အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ထိုင်လိုက်တယ်။သူ့စီကတက်ဖြတ်ခြင်းနဲ့ရည်ရွယ်ချက်ကိုမခံစားရတဲ့အတွက်ကျွန်တော်ချက်ချင်းလှည့်ထွက်လာခဲ့တယ်။အစွမ်းထက်တဲ့စွမ်းအားတွေရရှိပြီးတဲ့နောက်တက်ဖြတ်ခြင်းကိုထိန်းချုပ်ရတဲ့အရာတာမှာတာယာမိပေမဲ့အပြစ်မဲ့တဲ့လူတွေရဲ့အသက်ကိုတော့အကြောင်းမဲ့နှုတ်ယူမှာမဟုတ်ပါဘူးလူတချို့ရဲ့ယောဂစိတ်မြင့်အလင်းလုံးတွေကိုဆုပ်ယူလိုက်ရတဲ့အတွက်စွမ်းအားကအဆင့်တစ်ဆင့်ထက်တက်သွားသလိုပဲနိုးကြားသူတွေရဲ့စွမ်းအားအဆင့်သတ်မှတ်ချက်တွေကတိကျတဲ့အဆင့်ခွဲခြားမှုရှိတယ်တာမန်လွန်အဆင့်အမြင့်ဆုံးအမှန်တရားအဆင့်နတ်ဖျားစွမ်းအင်အဆင့်ဒဏ္ဍာရီအဆင့်ကနေကောင်းကင်ဘုံတလန်းချင်းအဆင့်အထိဖြစ်တယ်ကိုအခုအမြင့်ဆုံးအမှန်တရားအဆင့်ရဲ့အလဲလက်နဲ့အထွတ်ထိပ်ကြားမှာရှိနေမယ်လို့ခန့်မှန်းရတယ်အခုကဘာတဝန်းကနိုးကြားသူအများစုကတော့တာမန်လွန်အဆင့်ကိုတော်မရောက်ကြသေးဘူးဒါကြောင့်လောလောဆယ်အနေနဲ့ဆိုရင်တာမန်လွန်အဆင့်တွေကြားတိုက်ခိုက်မှုတွေမှာကျွန်တော်ကပြိုင်ဘက်ကင်းတဲ့တည်ရှိမှုတစ်ခုပါပဲဒါပေမဲ့ဒီလိုဖြစ်နေလို့လဲကျွန်တော်ဘဝင်ယူနေမှာမဟုတ်ပါဘူးဒီကဘာပေါ်မှာထူးဆန်းအံ့ဖွယ်ကြောက်စရာကောင်းတဲ့သူတွေအများကြီးရှိတယ်တတိနည်းနည်းလေးလွတ်သွားတာနဲ့ကြောက်မက်ဖွယ်စွမ်းရည်တွေပိုင်ဆိုင်လာပြီးကြီးမားတဲ့ချင်းချောက်မှုတွေဖြစ်လာနိုင်တယ်ဒါကြောင့်ကျွန်တော်ရဲ့စင်ကဲပြောင်းလဲမှုလုံးဝစုံလင်နေစေဖို့အတက်နိုင်ဆုံးအာမခံချက်ရှိအောင်လုပ်ရမယ်တနေ့နေ့မှာအစာဆက်တန်းရဲ့ထိတ်ဆုံးကတည်ရှိမှုတစ်ခုဖြစ်လာဖို့ဒါမှမဟုတ်ချို့ဝက်ဆန်းကျဲတဲ့နတ်ဖျားအဆင့်အထိရောက်လာဖို့ပါပဲနောက်ဆုံးရသတင်းတွေအရအစိုးရကအခုကြီးမားတဲ့ခိုလုံရစခန်းကြီးတွေစတင်တည်ဆောက်နေပြီဖြစ်ပြီးကဘာတဝန်းကိုကြီးညာချက်တွေထုတ်ပြန်ကာတာမန်လုံနိုးကြားသူတွေကိုစုဆောင်းနေပြီဆိုတာသိရတယ်တရားဝင်အင်အားစုတစ်ခုတရားမျှတမှုကိုတိဆောက်ချင်နေတာပါကျွန်တော်ကတော့ဒါကိုတိတ်ပြီးစိတ်ဝင်စားမှုမရှိဘူးလူချင်းပြန်စားမတက်ရက်ဆက်တဲ့ဒီကဘာပြက်ကကဘာကြီးထဲမှာအုပ်စုဖွဲ့ပြီးနှွေးထွေးမှုယူနေတာထက်စရင်တွင်းနဲ့ကြီးထဲမှာတကောလျှောက်လန်းရတဲ့ခံစားချက်ကိုကျွန်တော်ပိုနှစ်သက်တယ်ပေါက်စီဆိုင်ဒီဇိုင်းစီကနေအငွေ့တွေထွက်ပေါ်နေတဲ့အခုကျွန်တော်ခန္ဓာကိုယ်ကအစာမစားပဲရှင်သန်နိုင်နေပြီဖြစ်ပေမဲ့တခါတလေတော့လူလောကရဲ့အရာတာတွေကိုမြည်ဆန်းကျင်သေးတယ်ကျွန်တော်ပေါက်စီတစ်လုံးကိုညှက်ယူလိုက်ပြီးစားဖို့ပြင်လိုက်တဲ့အချိန်မျက်လုံးထောင်းကနေရင်းနှီးနေတဲ့အရေးတစ်ခုကိုလမ်းမြင်လိုက်ရတယ်တယောက်ယောက်ကစောင့်ကြည့်နေတယ်လို့ပဲ